ဟာဒီကောင်ကြီးကွာလူမဟုတ်ရလားကွာ ဟဲ့နေဘိုးတော်ဆိုတာဘာမှလဲ ဟာဘေးကဘိုးတော်မှလေဟိုတနေ့ကျွန်တော်ခြံထဲမှာဟိုတူတီတူနဲ့မြေလျှောက်တူးနေအာဝါတာ ဟဲ့ညတို့ပြောတာလေ我讲你不玩，你有他带来没喏？ ဟမ်ဓာတ်တိုက်ဝင်နေတာသူတော့ဓာတ်တိုက်ဘယ်နာဆိုင်မှမသိဘူးမြေလျှောက်တူး 嘿，你对什么你？马路嘛你也过来，哎，不多抢他အောင်လုပ်ပေးမှာ။ဒီကတော့ပါအနားလေး။ဟဲ့တော့ ဘာလို့ စင်တိုင်းလေ ဘာဖြစ်လို့လဲ ဘိုးတော်နဲ့တန်းနဲ့ထိုင်အောင်လား အမားတို့လေအပိုနေတယ် ဩရောက်နေကြပြီကိုဒီလောက်တော့သိရသေးတယ် ။ဘိုးတော်ငါတို့ရောက်တာသိရင်နော် ဟာသိမှာဗောသူနာနာခဲ့လောက်အော်ကြီးကြီးပြော မဆိုင်ပါဘူးအထက်ပုဂ္ဂိုလ်တွေနဲ့အဆက်အသွယ်ရပြီးသားရောက်လာကြမယ်ဆိုတာတီးပြီးသားအခုအာယုံခံနေအာအဲ့ဒါ ။ဘိုးတော်ဘာဖြစ်တာလဲ ပူတာပူနေတာအထက်ပုဂ္ဂိုလ်တွေကပူနေတာအာမနာနဲ့ရှောက်စရာရှိတာရှောက်တယ်အာနာနေတာလားရှာရဲရှောက်စရာရှိတာရှာလက်မစောနဲ့တော့ဤလက်မစောနဲ့ပူတယ်ပူတယ် ။ဘိုးတော်ပြောနေပူတယ်တဲ့။ဘာလုပ်တာလဲ ဟောမဟုတ်ပါဘူးဒါတော့ကြီးကအပူကတ်နေတာအပူနဲ့ကတ်နေတာ ။ဘာပူတွေကနေရ ဟုတ်မ တော့ ဟုတ်လေဟိုသူလိုချင်တာလေးရှိလို့ဘိုးတော်ကတ်ပြီးတော့ပူစားနေတာရမယ်နော်လက်မစောနဲ့လက်မစောနဲ့ ကဲငါချက်သက်ကြီးကမြင်မြန်လျှောက်နော်သူလည်းမြည်ကြီးနေတူအောင်ပါ ဟာသူ့ဘာရစားလေးဟုတ်ဘူးလေသူ့ဘာတွေကိုရာစားဖြစ်ဖို့အတွက်ထုံကူးနေတာမြေထုံမြေထုံမထုံနဲ့ထုံကူးရတယ်ရှောက်ဆရာရှိတယ်ရှောက်ဆရာရှိတယ် ။ကဲဒီလိုပါဘိုးတော်ရဲ့ဟိုသမီးတို့လေသမီးစံနှစ်ယောက်ချားမှလေအတိုက်ခိုက်တွေအရမ်းများနေတယ်။အနောက်ရှက်တွေအရမ်းများနေတယ်ဘိုးတော် ဟုတ်ပါပြီဟုတ်ပြီဟုတ်တော့ကဆိုတော့ပြောနေတဲ့ပုံကိုယ်တွေကသမီးတို့သမီးသားနှစ်ယောက်ကြားမှာအတိုက်ခိုက်နောက်ရှက်ရမ်းများနေတယ် ဟော तू ပြောပြီးသားကြီးလေ तू ပြောပြီးသားကြီးလေခုနက तू ပြောတာ ဘိုးတော်အရင်ပြောနေတာ तू လူပြောလိုက်လို့ အော် နောက်တစ်ခါလူမပြောပါနဲ့သမီး ဟုတ်ကဲ့ ပုံကိုယ်တွေပြောပါလေ ပြောတော့ပါဘူးနော် အဲ့တော့သမီးဘာဖြစ်ချင်တယ်လဲသမီး သမီးရဲ့ချစ်သူကလေသမီးကိုတန်းတန်းဆွဲဖြစ်စေချင်တာပါပါ ခဏနဲ့ဟာရောမောရှုံးနေကတော့ဟောရရှုံးနေကဩလက်ဆက်တတ်တော့သမီးရဲ့ချစ်သူကိုသမီးကတန်းတန်းဆိုဖြစ်စေချင်တယ် ဟောပြောပြီးသားလုံမြန်ပြီ तू ပြောပြီးသားလေ သူ့ကိုလူမပြောစင်နဲ့လို့ဟိုပုံကိုယ်တွေကသိတယ် အမလည်းလူမပြောနဲ့ဘာမှမပြောနဲ့ပါသက်ပိတ်တာ तू ပြောလိုက် အေးဟာပြောတော့ မ